တော့တောင်းတချမ်းသာမိဂလာဆိုရင်ကျမတို့မိဂလာတာတွေကိုစနေနေ့အောင်စူးကြီးပြည့်ခြင်းစီစဉ်နေအတူတူရတဲ့စီစဉ်ပါရှင် ရောက်နေကြတဲ့အတွက်မနမပြည်သူပြည်ကြောင်းနိုင်တဲ့နေတော့ပြောကြလို့ပါပဲဒီလိုရှိနေရောက်လာလို့ဆိုတာကုသလေးတွေဘာကြည့်ရောက်နေလို့နိုင်တဲ့ဘက်ကနေတော့ဘူးကူညီကြရအောင်လေဒီမဲ့ကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်ပြောကြလို့ပါပဲဟုတ်ပါဘူး။ဒီလိုမျိုး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 